ဟုတ်ကျွန်တော်နာမည်ပြည့်စုံအောင်ပါကျွန်တော်မြောက်တကူပါနေပါတယ်ကျွန်တော်ဒီ King Cobra အသင်းကိုကျွန်တော်ဘာလို့အားပေးလဲဆိုလို့ရှိရင်ဒီကလေးလူငယ်အခြေဆိုင်အသင်းနဲ့ဖြစ်တယ်နောက်တစ်ခုက classic player မရှိဒါပေမဲ့အရန်အားထားရတယ်ကြိုးစားတဲ့ကလေးအဲ့တော့ကျွန်တော်ဒီဘောလုံးဒီဖူတယ်ကိုလည်းကျွန်တော်တကယ်ဒီဘက်ထဲကနေလိုက်လေအားပေးရတဲ့ကြောင့်ကျွန်တော်တငယ်ချင်းနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့အသင်းတွေနောက်တော့အသင်းတွေတော်တော်များကျွန်တော်အားပေးပါဒီအသင်းလေးကိုလည်းကျွန်တော်တကယ်လေးသားသားနဲ့ဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်လာအားပေးရပါဒီမျိုးပေါ့နော်အပြော်သားအသင်းလေးတွေလုပ်ပြီးတဲ့အတွက်ဒီဘောလုံးဖွဲ့ကျုံနေပေါ့နော်ပတ်သက်တဲ့အဆက်နွယ်တဲ့ဒီဖွဲ့စည်းအကုန်လုံးဒီကြီးကြီးအကုန်လုံးကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောချင်တယ်။အဲဒါဆိုဒီကလေးတွေဒီမျိုးလုပ်ပြီးတဲ့အတွက်ကြောင့်မလို့ဒီအပြော်သားအသင်းလေးဆိုတာကျွန်တော်တို့ဒီပြိုင်ပွဲဖြစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီကလေးတွေသိနိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်အဲ့တော့ဒီတက်ဆိုင်ရာဌာနဆိုင်ရာလူကြီးတွေအကုန်လုံးရှင်းပြအောင်လုပ်ပြီးတဲ့အတွက်ဒီဘောလုံးဖွဲ့ချုပ်ကဘွယ်ဥက္ကဋ္ဌနဲ့ပတ်သက်တဲ့အကုန်လုံးဖွဲ့လို့ကျေးဇူးတင်ပါတယ်လို့ဒီနေရာနဲ့ပြောပါတယ်ကျွန်တော်နာမည်ကတော့ဆွေတန်းဖြစ်ပါတယ်ကျွန်တော်နေတာကတော့အလုံမျိုးနယ်မှာနေပါတယ်ခင်ဗျာကျွန်တော်အားပေးတဲ့အသင်းကတော့ ULET အသင်းဖြစ်ပါတယ် ULET အသင်းမှာဆိုရင်ကျွန်တော်ရဲ့ညီလိုခင်ရတဲ့ညီလေးတွေရှိတဲ့အတွက်ကျွန်တော်စကန်နေရအခုချိန်ထိလာရောက်အားပေးနေဖြစ်ပါတယ်အားပုံလေးတွေလည်းကောင်းပါတယ်ညီကိုလေးကငါတယောက်နဲ့တယောက်လည်းစီစီလုံးလုံးရှိတယ်အပေးယူလေးတွေလည်းကောင်းတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် ULET ကိုလာအားပေးတာပါကျွန်တော်တို့ semi final တက်ပြီးတော့ဗိုလ်လူပွဲမှာပိုရပါပိုဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်